စင်ကာပူနိုင်ငံရဲ့နာမည်အကြီးဆုံးနေရာကြီးဖြစ်တဲ့ယခုလိုမျိုးသဘာဝကျွန်းကြီးတွေလည်းရှိတယ်။ချင်းသေးရုပ်ပြီးရေပန်းတွေလည်းရှိတယ်။ဟိုတယ်ကြီးတွေမိုးမျှော်တိုက်ခန်းတွေကွန်ဒိုအိမ်ယာတွေလည်းများစွာကြည့်ရှုခံစားနိုင်တယ်။အဲဒါကြောင့်မို့ဗီဒီယိုဘလော့လေးကိုအတူတူကြည့်ရှုရင်းနဲ့ခံစားလိုက်ရအောင် Let's go ဒီမှာဆိုရင်လည်းရှေးဟောင်းပြရိုက်တွေရှေးဟောင်းဟိုတယ်ကြီးတွေလည်းများစွာတွေ့မြင်ရပါတယ်။ကွန်ဒိုအိမ်ယာတိုက်ခန်းကြီးတွေမိုးမျှော်တိုက်ခန်းတွေနိုင်ငံတိုင်းအလိုက်ဘဏ်တွေကိုလည်း international ဘဏ်တွေကိုလည်းများစွာဖွင့်လှစ်ထားတာတွေ့မြင်ရပါတယ်။ဒါကတော့စင်ကာပူနိုင်ငံရဲ့နာမည်အကြီးဆုံးနေရာတစ်ခုဖြစ်တဲ့ Lion Airflower ဖြစ်ပါတယ်။ Lion ချင်းသေးရုပ်ရေပန်းနဲ့အတူဟိုတယ်မိုးမျှော်တိုက်ကြီးတွေကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရောက်ရှိနေတာကတော့စင်ကာပူနိုင်ငံရဲ့နာမည်အကြီးဆုံးနေရာဖြစ်တဲ့မြို့လယ်ကောင်မှာယခုလိုမျိုးလမ်းလျှောက်သွားရင်းနဲ့ဗီဒီယိုဘလော့တွေလည်းများစွာရိုက်လို့ရတယ်။ view အလှပတွေအရင်မိုက်ပါတယ်။ TikTok ဆော့မဲ့သူတွေတပုံရိုက်မဲ့သူတွေနော်ဗီဒီယိုဖန်တွေရိုက်မဲ့သူတွေယခုလိုမျိုးနေရာတွေမှာအရင်ကိုနေရာချက်ချကောင်းလာပါတယ်။သူကတော့ကျွန်တော်ရဲ့ချက်ဆုံးလေးမငြိမ်လေးပါ။ကျွန်တော်ကတော့ဗီဒီယိုဘလော့တွေများစွာကိုရိုက်ကူးရတာဝါသနာပလဲသူတယောက်ပါ။ခေတ္တမလေးရှားကြောက်ကိုအောင်နဲ့မငြိမ်လေးပါ။ကြည့်ရှုအားပေးသူများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့တွေတရုတ်နှစ်တကူမှာစင်ကာပူနိုင်ငံကိုတွားရောက်လက်ပတ်